လာပဲရှိတဲ့ဘွားကနေဟာပန် NBA ဘွဲယူပြီးမာရှယ်အင်ပါယာတစ်ခုကိုတည်ဆောက်နိုင်ခဲ့သူမွေတိုင်းကိုယူသွခဲ့တဲ့ကောင်လေးတစ်ယောက်ဟာစည်ရမှုနဲ့ရှောင်းနေမှုတွေကိုကြော်ဖြတ်ပြီး Wall Street ရဲ့ Millionaire Investor ဖြစ်လာခဲ့သူအဖေစွန့်ပစ်သွားလို့ဘောပြက်လူနီးပါဖြစ်ခဲ့တဲ့ကောင်လေးတစ်ယောက်ကဘလို့လုပ်ပြီးဒေါ်လာတန်းရာချီချမ်းသာလာခဲ့တာလဲထိုင်းနိုင်ငံအင်ဂျင်မီပွဲစားလင်မြန်းတဲ့ဟာ1982ခုဇူလိုင်21ရက်နေ့မှာအဖိုးမဖြတ်နိုင်တဲ့သားလိမ္မာလေး Cherry Puri Series ကိုမွေးဖွားခဲ့တယ်။သူ့ရဲ့ငယ်ဘဝဟာသူများတွေလိုဆင်းရဲမှုနဲ့မကြုံရသေးပဲစီးပွားရေးအဆင်ပြေတဲ့မိသားစုမှာကြီးပြင်းခဲ့ရတာပါ။အဖေဖြစ်သူကသူ့အသက်9နှစ်အရွယ်မှာလွန်ပီနီအခက်စားရုံမှာကျင်းပတဲ့မွေတိုင်းပွဲကိုလက်ပြရကစပြီး Cherry ဟာကျောင်းပညာတဲ့မွေတိုင်းကိုပို့ပြီးယူသွလာခဲ့တယ်။သူ့အိမ်မက်ဟာမွေတိုင်းဆိုပြီးအမေဖြစ်သူကိုပြောပြခဲ့ပေမဲ့လုံးဝသဘောမတူခဲ့ပါဘူး။အဲဒီလိုနဲ့မွေတိုင်းတင်ကျင်လာတဲ့ Cherry ကအဖေဖြစ်သူကိုခဏခဏပူစားတာမို့သူ့အသက်73နှစ်အရွယ်မှာပတရာမျိုးကရော့ဒေါင်စီနာနန်စီမှာပညာသင်ခဲ့တယ်။ Cherry ဟာဆရာဖြစ်သူနဲ့ဂျင်းနာမည်ကိုဂုဏ်ပြုပြီးသူ့နာမည်ကို Cherry Sri Rodong လို့နာမည်ပြောင်းကပွဲပေါင်း30ကျော်ဝင်ရောက်ရှင်ပြိုင်ခဲ့တယ်။ဂျင်းသွားလိုက်ကျောင်းတက်လိုက်လုပ်နေတဲ့ကောင်လေးဟာ1994ခုနှစ်မှာတက် University ကနေ Economic BA ဘွဲ့ရသွားပါတယ်။ဒါပေမဲ့လည်းဘွားဆိုတာပုံမှန်တသက်မတည်းရှိနေတာမဟုတ်တော့1998ခုနှစ်အာရှမှာဖြစ်ပွားခဲ့တဲ့စီးပွားရေးအကျပ်တဲကာလကြီးကို Cherry တို့မိသားစုအလူးလဲရင်ဆိုင်လိုက်ရတယ်။သူ့အဖေပိုင်ဆိုင်တဲ့အင်ဂျင်မီစီးပွားရေးလုပ်ငန်းလည်းဒေဝါလီခံလိုက်ရပြီးကားတွေအိမ်တွေကိုဘဏ်ကသိမ်းသွားတာမို့သူတို့မိသားစုရဲ့ဘဝနေချင်းညချင်းဇောက်တုံးမှုမြော့ဖြစ်သွားခဲ့ရတဲ့အထိပါပဲသူမိဘတွေဟာစီးပွားရေးကြောင့်ရန်ပြစ်စကားများရာကနေသူ့အဖေကမိသားစုတာဝန်မကျေပဲအိမ်ကနေရှောင်ထွက်သွားတယ်အဲဒီအချိန်မှာအားကိုးရမဲ့နေတဲ့အမေဖြစ်သူတယောက်အားငယ်စိမ့်နဲ့ငိုနေတာကိုချက်ရီမြင်သွားတော့အမေနောက်တစ်ချိန်မျက်ရည်မကျနိုင်ဘူးသူ့ဘဝကို0ကနေဟီရိုဖြစ်အောင်ပြောင်းလဲမှရမယ်ဆိုတဲ့စိတ်နဲ့တန်တိတ်တန်ချခဲ့တယ်အဲဒီလိုဝမ်းနေစရာတွေကြုံလာတဲ့ချက်ရီဟာလူငယ်ဆိုပေမဲ့သူ့အမေကိုစောက်ရှောက်ဖို့စိတ်တမကျပဲပတ်စံများများရမယ်အလုပ်လုပ်ပြီးချမ်းသာကျင်လာပါတယ်အဲဒီအချိန်မှာမွေတိုင်းပညာကလွဲပြီးဘာမှမကျွမ်းကျင်တဲ့ Cherry ကအမေဖြစ်သူရဲ့စကားကိုနားထောင်ပြီးဟာဗတ်တက္ကသိုလ်မှာပညာသင်ဖို့အမေရိကကိုထွက်လာခဲ့တယ်။အခက်အခဲပေါင်းစုံကိုကြော်ဖြတ်ပြီးတနေ့လုံးမှတနေ့စားရတဲ့ Cherry တယောက်လောကဒဏ်ကိုကြမ်းကြမ်းခံကကြောင်းတက်ရင်းနဲ့အလုပ်ပေါင်းမျိုးစုံကိုလုပ်ခဲ့တယ်။အဲဒီလိုနဲ့ဘဝနာခဲ့ပြီးတကစားရုံသာမရှိတဲ့$4ကိုတရက်စာလောက်အောင်စားခဲ့ရပြီးတွားရေးလိုက်ရေးအတွက်ဗစကားကမတက်နိုင်လို့ခြေထောက်နဲ့နေရာနှံ့သွားခဲ့ရတယ်။နောက်ဆုံးနှစ်မှာနေစရာအိမ်မရှိတော့တဲ့အမေဖြစ်သူကိုဆိုင်ရာပိုင်ရတွေမသိအောင်ကျောင်းကဆောင်မှာခေါ်ရတဲ့အထိအစမပြေမှုပေါင်းများစွာကိုရင်ဆိုင်ခဲ့ရတယ်။အဲဒီလိုနဲ့ချမ်းသာခြင်းတဲ့ Cherry ကဟာဘတ်မှာ NBA ဘွဲရတဲ့အထိအခန်းချင်းချင်းလေးထဲမှာဖြစ်သွင်းနေဖြစ်သူလို့စားခဲ့ပြီးကျောင်းစရိတ်အတွက် Chinese food delivery နဲ့သူကျွမ်းကျင်တဲ့မွေတိုင်းပညာတွေကိုသင်ပေးပြီးဘဝကိုရိုးရိုးချင်းမြင့်မြင့်ကြံခဲ့တယ်။ဘွဲရပြီးတဲ့နောက် American Australia နာမည်ကြီး Fidelity Investment Company မှာ analyst ဖြစ်တာဝန်ယူပြီးအမြင့်မြတ်ရလို့လစာကောင်းကောင်းရခဲ့တယ်။လစာရတဲ့ဝန်ထမ်းဘဝကိုဆွလွတ်ကတငယ်ချင်းဖြစ်သူယူဆွန်လူနဲ့ Silicon Valley မှာတိုက်ခန်းငှားပြီးနေရော network ကို2ယောက်သားစူးစမ်းလာခဲ့ရဝန်ထမ်းရကြော်ခန့်နိုင်တဲ့အထိ company ကြီးတစ်ခုဖြစ်လာခဲ့တယ်။စူးစမ်းမှုတွေအရာထင်လာတဲ့ Cherry ဟာ American နာမည်ကြီး Haven Company တစ်ခုဖြစ်တဲ့ Maverick Capital မှာ Managing Director အဖြစ်တာဝန်ယူပြီးဒေါ်လာဘီလီယံပေါင်းများစွာကိုစီမံခန့်ခွဲရတယ်။ Wall Street မှာအတွေးကြောင့်မြင်ရလာတဲ့ Cherry ဟာ2005ခုနှစ်မှာတော့ Farallon Capital ရဲ့အကူအညီနဲ့ New York မြို့မှာဒေါ်လာ900တန် Haven Company တစ်ခုဖြစ်တဲ့ Isara Capital Management ကိုတည်ထောင်နိုင်ခဲ့တယ်။အဲဒီမှာ Cherry ဟာဆယ်စုနှစ်တစ်ခုလောက်ထိကျင်လည်ခဲ့ပြီး Wall Street ရဲ့အောင်မြင်တဲ့ investor တယောက်ဖြစ်လာခဲ့ပေမဲ့သူဝါသနာပါတဲ့ Marshall Business ကိုစီးပွားရေးကွက်ကြမြင်ပြီးစင်ကာပူကိုပြောင်းရွှေ့လာခဲ့တယ်။အဲဒီနောက်ပိုင်း2008ခုနှစ်အရောက်မှာတော့ကမ္ဘာအကောင်းဆုံး trainer တွေငှားပြီး MMA, Muay Thai, Brazilian Jiu-Jitsu, Boxing, Wrestling လိုမျိုး martial arts သင်ပေးတဲ့ Evo MMA သင်တန်းကျောင်းကိုဖွင့်လိုက်တယ်။အဲဒါကြောင့်လေ Evo MMA ကိုအာရှရဲ့ Elite Martial Academy လို့တောင်ခေါ်ကြပါတယ်။ဒါပေမဲ့ Cherry ရဲ့အိမ်မက်ကဂျင်းတစ်ခုပွင့်အောင်နဲ့မပြီးသေးပါဘူး။အဲဒီအချိန်တုန်းက UFC ကကမ္ဘာတစ်ဝန်းမှာနာမည်ကြီးနေပြီး Cherry တယောက်အာရှကိုကိုစားပြုနိုင်မဲ့ကမ္ဘာ့စစ်မီ Martial Organization တစ်ခုကိုတည်ဆောက်ခြင်းခဲ့တယ်။ Evo MMA အောင်မြင်လာပြီးတဲ့နောက်ဝါသနာပါရဲ့အိမ်မက်တွေအကောင့်နဲ့ဖော်နိုင်ဖို့ Martial Business ဖြစ်တဲ့ One Championship ကို2011ခုနှစ်မှာသူ့ဘဝရဲ့စင်ကုန်မှုတွေကတစ်ခုအနေနဲ့တည်ထောင်လိုက်တယ်။အောင်မြင်ခြင်းရဲ့အစရှုံးနေခြင်းလို့ပြောရလောက်အောင်3နှစ်ကာလအတွင်းမှာလူတွေရဲ့မယုံကြည်မှုဝေဖန်မှုတို့နဲ့ပြင်းနေတာမှုအဘဘက်ကအစင်မပြေမှုပေါင်းများစွာကိုရင်ဆိုင်ရတဲ့အထိပါပဲ။ပွဲကြီးပရိသတ်နယ်လို့သူရင်းနှီးမြှုပ်နှံမှုတွေဟာဒေဝါလီခံနိုင်လောက်ရတဲ့အထိအရှုံးပြလာပြီး investor တီဗီရုပ်သံလိုင်းတွေကအစညှင်းပယ်ကျင်ခံခဲ့ရတယ်။
မရေရမသေးချမှုပေါင်းများစွာနဲ့လက်လျှော့ချင်းလောင်းအောင်စိတ်တက်ကြကရောင်ပြဖို့အထိတွေးနေချိန်သူ့ဘဝရဲ့ဟီးရိုးဖြစ်တဲ့အမေဖြစ်သူနဲ့တိုင်ပင်လိုက်တယ်ဒုက္ခရောက်တဲ့အချိန်ဟာဘတ်ကဘွဲကိုတော့ယူတန်းခဲ့ပြီးဝါသနာပါတဲ့အလုပ်ကြလက်လျှော့တာမြန်လားကြီးလားဆိုပြီးအမေဖြစ်သူရဲ့အားပေးစကားနဲ့လဲကျနေရကနေပြန်ထားလိုက်တယ်ချယ်ရီယာစရိတ်ကြီးပြောင်းပြီးတော့အေရှားမာရှာအကာချာကိုအာရုံစိုက်လာခဲ့ရာပွဲရီလူကြိုက်များလာပြီးအမေရိကန်မာကတ်ဝင်ဖို့ Amazon Prime Video နဲ့ပါတနာရှစ်လုပ်ခဲ့ရတယ်အဲဒီနောက်ပိုင်း One Championship ကိုအမေရိကန်မှာပိုသိလာပြီးဆယ်စုနှစ်တခုစာ UFC မှာပြင်ဖြစ်ခဲ့တဲ့ Johnson Online Anson Rotten Super Letterlo Fighter တွေကြောင့်ကမ္ဘာထိပ်တန်း Martial Organization တွေကတခုအဖြစ်နေရာရလာခဲ့တယ်။မဂဇင်းကြီးကတော့ One Championship ကိုအာရှရဲ့အကြီးဆုံး Global Sport Media Organization တခုဖြစ်သတ်မှတ်ခဲ့ပြီးနီစင်ပွဲစည်းကလည်းကမ္ဘာထိပ်တန်းအားကစားမီဒီယာ brand ၁၀ခုထဲမှာထည့်သွင်းခဲ့တယ်။2021ခုနှစ်မှာ Cherry ပါဝင်တဲ့ The Apprentice One Championship Edition အစီအစဉ်ဟာ Asia Academy Creative Award မှာအကောင်းဆုံး Entertainment Program ဆုကိုရရှိခဲ့တယ်။စီးပွားရေးနဲ့မာရှာလောကမှာအောင်မြင်လာခဲ့တဲ့ချယ်ရီယာပရိုက်တာပွဲစည်းတွေကိုကူညီထောက်ပံ့ရင်းစင်းရဲနံပါတ်တဲ့ကလေးငယ်တွေနဲ့ကင်ဆာရောဂါခံစားနေရတဲ့ကလေးတွေကိုလည်းအားတက်သရောပါဝင်လူဒန်းခဲ့တယ်။ဒါအပြင်ကမ္ဘာစင်းရဲမွေးတိမ်မှုရှော့ချရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေတဲ့ Global Poverty Project ကိုလည်းပံ့ပိုးကူညီခဲ့တယ်။ဘဝကိုအရှုံးမပေးဘဲစူးစမ်းလာခဲ့တဲ့ချယ်ရီယာတစ်ချိန်ကအိမ်ထဲမှာ$4ပဲရှိခဲ့ပေမဲ့2025ခုနှစ်ရောက်ချိန်မှာတော့ One Championship ကို$1.5 ဘီလီယံလောက်တန်တဲ့မာရှာ business တစ်ခုပြည့်တည်ဆောက်နိုင်ခဲ့ပြီးသူကိုယ်တိုင်လည်း$350ဝန်းကျင်ချမ်းသာလာပါတယ်။ချယ်ရီယာဘဝကအစင်းရဲမှုဟာလူတစ်ယောက်ရဲ့ဘဝအဆုံးသတ်မဟုတ်ဘူးဆိုတာကိုသက်သေပြနေပါတယ်။ဒီဗီဒီယိုကိုကြည့်ပြီးမိတ်ဆွေတို့လည်းဘဝမှာအခက်အခဲဘလောက်ပဲရှိရှိအရှုံးမပေးပဲကိုယ့်အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ကြပါစေခင်ဗျာ။တကယ်လို့သူ့အဖေကမိသားစုကိုစွန့်ခွာမသွားပဲသူတို့နဲ့အတူရက်တီပေးခဲ့မယ်ဆိုရင်ချယ်ရီတယောက်အခုလိုအောင်မြင်ပြီးချမ်းသာတဲ့ဘဝမျိုးဖြစ်လာနိုင်ပါမလား။မိတ်ဆွေတို့ရဲ့အမြင်ကိုကွန်မန့်မှာရေးပေးသွားကြပါဦးခင်ဗျာ။